အခုမှ blog ဆော့မှာလေးဖြစ်ပါတယ်ဒါကျွန်တော် first time edit video လေးမလို့ like and subscribe ရေးကျေးဇူးပြုလုပ်ပေးပါဒါရမကောင်းပါဘူးဂျူလီယာနဲ့မာရှာနဲ့ကျွန်တော်အခုမှတော့ကဘောကာလာလေးဖြစ်ရပါတယ်ဒါရထွန်ကတ်နော်ကျွန်တော်အခုမှတော့ကတော့ဘန်းကျန်နေပဲဆော့မှာပဲဖြစ်ပါတယ်ဒါဘရောဆိုတော့ဒီဟိုတိုက်စီမတီးရကျွန်တော်အေးအောင်လည်းခဏနေရဆော့ပြရမယ်ကျွန်တော်စတိုကိတ်ပြီးတော့တွားပြီးစစ်ကြည့်လိုက်ပါဦးမယ်ကျွန်တော်တောင်းတော့ဆွဲလို့မပြီးသေးပါဘူးဟုတ်ပါတော့ရှင်ဟိုဘက်ကကျတော့ကျွန်တော်အခုမှ epic ပဲရှိသေးပါတယ်ကျွန်တော်လောင်တော့မလောင်ကြပါနဲ့ကျွန်တော်အခုမှ epic လောက်ပဲရှိသေးပါတယ်ကျွန်တော်တရားပဲဖြစ်ဖြစ်အမားလုံးညာဖြစ်ဖြစ်ကျွန်တော်မဖလိန်ကြပါနဲ့ကျွန်တော်အခုမှ first time edit လုပ်တဲ့ video လေးမလို့ကျွန်တော်တော့ဖလိန်ကြပါနဲ့ကျွန်တော်ကတော့အထက်နဲ့ဆော့မှာဖြစ်ပါတယ်ကတော့area အကြာကြီးပါ classic တော့မဟုတ်ဘယ်မှာဆိုကတော့area လုံးဝတာလင်းတော့မှာဒါတော့မလို့ပါလက်မြန်ချင်းကြီးစောက်ရပြီလောင်းပြီတော့ကျွန်တော်တီရလို့တောင်းပါပါလေကတော့ဆောက်ကြာလို့တော့ဒီတင်တိုင်းသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်မိုဘိုင်းလက်ရ pro လားဆိုတော့လည်းမဟုတ်ပါဘူးကျွန်တော်ရဲ့ high ရကျတော့ epic 3ပါအခုလည်း epic 2ပါပဲ epic 2လောက်မတည်ပါဘူးကျွန်တော်အမားလုံးညာရှိရင်ကျွန်တော်ခွင့်လုပ်ပေးပါဒါကျွန်တော်ဆောက်လို့ရေးကျွန်တော် comment မှာဖလိန်လို့ရပါတယ်ဆဲတော့မဆဲပါနဲ့ဒါကျွန်တော် first time edit လုပ်တဲ့ video လေးမလို့ like and subscribe လေးလုပ်ပေးပါကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်အိမ်မှာလူရှိရထင်လို့အဲဒီတုံးလိုက်တာပါကျွန်တော်ခွင့်လုပ်ပေးပါကျွန်တော်ရဲ့ favorite idol ကတော့ Kaido ပါကျွန်တော်ရဲ့ favorite movie ကတော့အထက်အွန်တိုက်ရမှာ favorite game က Mobile Legends ပါကျွန်တော်အကူနဲ့အတူတူတွဲဆော့တာဆို Roblox နဲ့ Minecraft ပဲရှိပါတယ် Minecraft gameplay ကိုလည်းနောက်ကြရင်တင်ပေးပါမယ်ကျွန်တော်ဆောက်လိုက်အိမ်ကတကယ်လမ်းပါတယ်
ကျွန်တော်ကကျွန်တော်ကမကောင်းတာပါကျွန်တော်အတင်ကောင်းနေပါတယ်ကျွန်တော် HOV မကျွန်တော်က HOV မဆော့ပါဘူး HOV ဆော့ကျွန်တော်ရဲ့ stone gate ကရမ်းပြည့်လို့ပါကျွန်တော်ရတစ်ခုပြီးတစ်ခုထွက်လာပါဟာ sorry ပါကျွန်တော်ပကူရိုးချိုဖလီကာနဲ့ခုံရပြင်မဲ့ဖလီကာအနောက်ကိုဘယ်လိုရောက်သွားလဲမသိပါဘူးကျွန်တော် auto aim တုံးလိုက်တာပါကျွန်တော်ပွဲကိုပြီးအောင်တင်မနိုင်တော့ကျွန်တော်မသိပါဘူးကျွန်တော် stone ကထားဖောက်တတ်ပါတယ်ဒီလိုအချိန်မှာဆိုရင်အားကြောင့်ကျွန်တော်အားပေးကြပါ like လေးနှိပ်ပေးခဲ့ပါကျွန်တော် YouTuber ကလေးပါကျွန်တော် like တင်ရမလုပ်တတ်ဘူးပေါ့ like တင်ဘယ်လိုလုပ်မလဲဆိုတာလေကျွန်တော်မသိပါဘူးဖလီကာတကယ်လို့အမှတုံးပါကျွန်တော်တို့ပွဲကရှုံးတော့မှာပါရှုံးရင်နေထားမှာရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကလက်မလျှော်ဘူးပါဘူးကျွန်တော်ဘက်ကတင်းကတိတ်မကောင်းပါဘူးကျွန်တော်လည်းလမ်းကတိတ်မကောင်းပါဘူးကျွန်တော်ဘက်ကအကောင်းဆုံးလို့ထွေးသလားပါပဲဟောရလေarea မတော့ရသေးပါဘူးarea မတော့မဲ့နဲ့ဖလီကာပေးကုန်ကြရတာပါအဲ့ရဖလီကာ auto aim မဲ့တုံးနေတာပါတေချာချိန်ပြီးတုံးတော့လေကျွန်တော်လက်ကတုံးနော်ခုက first time လုပ်တာဆိုတော့ကျွန်တော်စိတ်လှုပ်ရှားနေလို့ပါကျွန်တော် like and subscribe လေးလုပ်ပေးပါကျေးဇူး like and subscribe လုပ်ပေးမှကျွန်တော်ဒီချက်ပိုကောင်းတဲ့ဗီဒီယိုတွေလာမှာပါဟောနေဖင်ဆုပ်သွားတာဟိုကမေ့ဟိုဘက်ကအားလုံးမေ့ကွာဖိုက်တာတကောင်ကပါပါတယ်ကျန်တဲ့၄ကောင်မေ့ကွာကျွန်တော်ခုနခါကတီးရပါတယ်အားကြောင့်ကျွန်တော်ခွင့်လုပ်ပေးပါကျွန်တော်အခုကကျွန်တော်ည9နာရီ9မိနစ်ပါမနက်ကျရင်လည်းဗီဒီယိုတစ်ပုဒ်လာဖို့ရှိပါတယ်ကလပ်စစ်ပါ
မကတော့ sorry ရှုံးပါပါစီရနဲ့ကုံတော့မှာဆိုတော့ကျွန်တော်ဓာမိကရင်းလို့ဟိုကောင်တွေပြင်ဆုပ်သွားထိပါပဲကျွန်တော်ဘက်ကဂျူလီယန်ဘာလုပ်နေလဲအိမ်မမတ်ပဲချန်ကတာဝိုင်ချိုးနေပါပြီချန်ကနဲ့ပတ်ကီတို့ကတာဝါချိုးမဲ့နေထားပါရှိပါတယ်ကျွန်တော်မြင်တာနဲ့အဲဒီရောဖလိန်ရောပေးတာပါကျွန်တော်လည်းရောင်ပြီးတော့တွေးကန်နဲ့ဝင်မိရပါတွေးမတတ်ပါဘူးတွေးကန်ဘောမှာတွေးကန်နဲ့ဝင်တွေးရမတတ်ပါဘူးကလပ်စစ်တို့ရန်တို့မှာပဲတက်တာပါကျွန်တော်နေရန်လေးပဲကာလိုက်တာပါကျွန်တော်ပေးလိုက်တဲ့ဓာတ်မိတွေကကြောက်စရာကြီးပဲဒီပွဲရှုံးမယ်ထင်တာပဲဗီဒီယိုကနည်းနည်းရှည်မယ်နော်ဒီလိုအိုင်ရန်နေစားမိတကောင်အကာလေးပြုတ်နိုင်ပါတယ်ပြီးရင်တော့မလက်ထွက်ရိုးရောင်းပြီးယူဒီသွားပါမယ်ကျွန်တော်အင်ဂျင်ကြောပါsorry ပါဒီပွဲတော့ကျွန်တော်တို့ပြီးပါပြီကျွန်တော်ကြီးကိုင်မယ်ထင်တာပါကြီးကိုင်မှာဓမိတ်တန်ဒီနှစ်ခုရတစ်ခုပါပဲဝါရွှေရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ like and subscribe လုပ်ပေးကြပါဦး bye bye